Hello အားလုံးပဲမင်္ဂလာပါရှင် Tarot Reading by Anonymous Page ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒါကိုယ့်ရဲ့ soulmate ကပေါ့နော်ကိုယ့်စီကိုဘယ်တော့လောက်ရောက်လာမလဲဘယ်အချိန်လောက်ရောက်လာမလဲနီးနေပြီလားဆိုတာကို reading လေးလုပ်ထားပေးရပဲဖြစ်ပါတယ်အဲ့တော့ဒီ reading လေးထဲမှာထုံးစံအတိုင်းပဲ file လေး3ခုရှိရဲ့ဒီ file 3ခုထဲမှာကိုယ်နဲ့ energy ကိုက်မဲ့တင်တဲ့ file ကိုယ်နဲ့အဆင်ပြေမဲ့တင်တဲ့ file လေးကိုရွေးချယ်ပြီးတော့ကြည့်လို့ရပါတယ်ရှင်Hello ဖိုင်ဝမ်လေးမင်္ဂလာပါရှင်ဆိုဖိုင်ဝမ်လေးအတွက်ဒီ reading လေးကဒါ soulmate ပေါ့နော်ကိုယ့်ရဲ့ soulmate ကကိုယ့်စီကိုဘယ်တော့ရောက်လာမလဲဆိုတဲ့ reading လေးပဲဖြစ်ပါတယ်အဲတော့အချိန်ပေါ့နော်အချိန်ကိုဒါအဓိကကြည့်မဲ့ reading လေးဖြစ်တယ်ဆိုတော့ဖိုင်ဝမ်လေးတွေဒီ file ကိုရွေးထားတေးကြပြီဆိုလို့ရှိရင်ဒါဒီ reading ကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်ပြီးတော့ဘယ်လိုပုံစံမျိုးနဲ့ရောက်လာမလဲเนาะသူခုလက်ရှိမှာရောဘယ်လိုလူမျိုးဖြစ်နေလဲဘယ်လိုပုံစံဖြစ်နေလဲပေါ့နော်အဓိကကတော့ energy ကိုကြည့်မှာပေါ့ဒီ physically ဥမာသပင်ရှိရာတွေတူရာတွေအဲ့အရာကိုကြည့်ရမှာမဟုတ်ဘဲနဲ့ energetically ကြည့်မှာမျိုးပေါ့နော်ပြီးတော့တုံးစံအတိုင်းပဲ oracle message လေးထပ်ပြီးတော့ဆွဲပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဖိုင်ဝမ်လေးအတွက်တစ်ဖက်လူပေါ့နော်ကိုယ့်ရဲ့ soulmate ကိုယ့်စီကိုဘယ်တော့ရောက်လာမလဲ soulmate ရောက်လာဖို့အတွက်နီးနေပြီလားအဲ့တော့ soulmate ကိုယ့်စီကိုရောက်လာဖို့အတွက်နီးနေပြီလားဖိုင်ဝမ်လေးရဲ့soulmate ကကိုယ့်စီရောက်လာဖို့အတွက်နီးနေပြီလားဆိုတော့ soulmate ကကိုယ့်စီရောက်လာဖို့နီးနေပြီလားအဲ့တော့အခုချိန်မှာတော့ပေါ့နော်ဒီမှာဆိုလို့ရှင်ဒါ major gap တွေပဲကြားထားရဲအဲ့တော့ soulmate အနေနဲ့ကလေကိုယ့်စီကိုဒါရောက်လာတော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ပုံစံမျိုးတွေ့ရအချိန်အပြည့်ကတော့နောက်ထပ်ကက်လေးထပ်ပြီးတော့ဆွဲပါမယ်ရောက်လာတော့မယ်တစ်ဖက်လူရဲ့ပုံစံကကိုယ်နဲ့ energy ကိုက်တယ်ဒါပေမဲ့နည်းနည်းလေးရောဒေါသကြီးရဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ထားပါတယ်Okay အဲ့ soulmate ပဲအချိန်ရောက်လာမလဲရောက်လာဖို့နည်းနေပြီလား5-1အဲ့တော့ကိုယ့်ရဲ့ soulmate ကဘယ်တော့ရောက်လာမလဲရောက်လာဖို့နည်းနေပြီလားအဲ့တစ်ဖက်လူကလေကိုယ့်စီကိုတော့ရောက်လာလိမ့်မယ်ရောက်လာတော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့လေမရောက်လာခင်မှာလေမရောက်လာခင်မှာတစ်ဖက်လူအနေနဲ့အလိုလူမှုရေးကိစ္စအရှုပ်အရှင်းတွေအများကြီးဖြစ်ပြီးသွားတော့မှကိုယ့်စီကိုရောက်လာတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရပါတယ်အဲ့တော့ဒီနှစ်ထဲမှာတော့ရောက်လာလိမ့်မယ်ပေါ့နော်အဲ့တော့တစ်ဖက်လူပဲချင်းရောက်လာမလဲဖိုင်ဝမ်လေးရဲ့ soulmate ကဖိုင်ဝမ်လေးကိုဘယ်တော့ရောက်လာမလဲအခုလက်ရှိရောဘာတွေဖြစ်နေလဲအဲ့တော့ကိုကလေဒါဖိုင်ဝမ်လေးတွေကပေါ့နော်အဲ့လို soulmate တွေနဲ့energy ကိုက်တယ်ဒါလက်ထက်ရနိုင်တယ်အဆင်ပြေနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ဟိုပြောချင်တာကလေလူတိုင်းကအဲ့လို soulmate နဲ့လက်ထက်ရမယ်လို့ဘာလို့အဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့နော် soulmate ဆိုတိုင်းဒါဒီလိုနှစ်ယောက်ကလက်ထက်သွားရဲအဲ့လိုမျိုးတော့မဟုတ်ပါဘူးဆိုတော့ဖိုင်ဝမ်နေမှာတော့ soulmate နဲ့လက်ထက်ရနိုင်ရရှိရဲ right person ကကိုယ့်ရဲ့ soulmate ပုံစံမျိုး soulmate connection ရှိနေတဲ့လူမျိုးဖြစ်လာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးကိုတွေ့ထားရဲသူကလေကိုယ့်စီကိုမလာခင်အဲ့လိုလူမှုရေးပြဿနာလေးတွေပေါ့နော်လူမှုရေးအရှုပ်အရှင်းလေးအများကြီးဖြည့်ရှင်းပြီးတော့မှလာမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ထားပါတယ်အခုချိန်မှာတော့တစ်ဖက်သူနဲ့ကိုယ်နဲ့က long distance ဖြစ်မယ်အချိန်အားဖြင့်ဆိုလို့ရှိရင်တော့လေဒီနှစ်ပေါ့နော်အဲ့လို9လပိုင်း10လပိုင်းရဲ့နောက်ပိုင်းနေမှာထပ်ပြီးတော့တွေ့မယ်ပေါ့နော်9လပိုင်း10လပိုင်းကနေစပြီးတော့12လပိုင်းလောက်ထိမှာဒါကြားထဲမှာတွေ့မယ်ဆိုရင်ပုံစံမျိုးလေးပေါ့နော်အဲ့ပုံစံမျိုးကိုတွေ့ရတယ်အခုချိန်မှာတော့လေကိုယ့်ရဲ့အနီးနားလူတော့မဟုတ်ဘူးပေါ့နော်ကိုနဲ့အဲ့လိုဝေးနေတဲ့သူပေါ့တိလာနိုင်ငံရဲ့ခြားသူမျိုးတွေဒါမှမဟုတ်အနေဝေးနေတဲ့သူမျိုးတွေအဲ့လိုပုံစံမျိုးတွေဖြစ်နိုင်တယ်အဲ့တစ်ဖက်လူကအဲ့လိုအသက်ကြီးရယ်เนาะအသက်ကြီးရယ်ဆိုတာ energetically ကြီးရဆိုလေဘယ်လိုပြောရမလဲအကယ်၍အသက်ငယ်ကိုထက်ငယ်တယ်ဆိုလို့ရှိရင်ဒါမှကိုထက်ရင့်ကျက်တဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးကိုထက်ရင့်ကျက်ပြီးတော့ကိုဒါဘယ်လိုပြောမလဲအကြီးတယောက်လိုမျိုးဆုံးမနိုင်တဲ့ energy ရှိရလူပေါ့နော်အဲ့လိုလူမျိုးလို့တော့တွေ့ထားပါတယ်အဲ့တော့ तू ကလေကိုယ့်ရဲ့ကဘာတွေကိုအဲ့လိုဝင်ရောက်လာပြီးတော့မှ
ဒါကိုလာပြီးကြိုက်မယ်ပေါ့နော်ကိုဘက်ကစားကြိုက်တာမဟုတ်ဘူးပြီးတော့ဆက်ဆက်တွေ့ချင်းကြိုက်တယ်ဘာညာဆိုတာထက်အဲ့လိုကိုစီကိုပေါ့နော်ကိုရှိဆိုတော့အဲ့လိုမျိုးနဲ့မှရောက်လာပြီးတော့မှတွေ့မဲ့ပုံစံမျိုးပေါ့နော်တွေ့မဲ့ကိုသဘောကျအောင်မယ်ချစ်ကြိုက်သွားမယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့ပုံစံမျိုးလေးကိုတွေ့ထားပါတယ်အခုချိန်မှာတော့ဒါကိုရဲ့အနီးနားလို့တော့မဟုတ်ဘူးပေါ့နော်ဒီလိုနဲ့အဆင်ပြေသွားလို့ရှင်ဒါကိုနဲ့လက်ထပ်ရနိုင်တယ်ဆိုရင် energy မျိုးအထိပါတွေ့ထားတယ်ခုနပြောသလိုမျိုးပဲဒါမိသားစုတစ်ခုထိသွားနိုင်တယ်လက်ထပ်ရနိုင်တယ်ယူပြသွားနိုင်တယ်ဆိုရင် energy မျိုးကိုတွေ့ထားပါတယ်ကိုနဲ့မတွေ့ခင်မှာတော့သူ့မှာလေးလူမှုရေးအခက်အခဲအများကြီးရှိမယ်ပြီးတော့အလိုစိတ်ညစ်ရတယ်စိတ်ရှုပ်ရတယ်အများကြီးရှိမယ်ပေါ့နော်ဒါပေမဲ့ကိုနဲ့တွေ့ပြီးတော့မှသူ့ရဲ့ဘဝကလည်းအလိုအေးချမ်းသွားတဲ့ပုံစံမျိုးပြောင်းလဲသွားတဲ့ပုံစံမျိုးလေးဖြစ်နိုင်ပါတယ်နော်အဲ့တော့ oracle ကလေးတစ်ချက်ကြည့်ပါမယ်တစ်ဖက်လူနဲ့ပတ်သက်ပြီးတော့ဘာတွေသတိထားမလဲတစ်ဖက်လူကိုယ့်ရဲ့ soulmate ကဘာတွေသတိထားဖို့လိုမလဲအဲ့တော့ 5-1 လေးတွေကလေ energy တာတော်တော်လေးကောင်းနေဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရရပေါ့နော်ဆို soulmate တွေထဲမှာလေအဲ့လိုမျိုးကို manifest လုပ်နေတဲ့သူတွေပါနိုင်တယ်ကိုဘက်ကစပြီးတော့ကြိုက်နေရတဲ့သူတွေနော်အဲ့လိုလူမျိုးတွေကဒီအချက်တွေနဲ့ဒီ energy တွေနဲ့ကြိုက်တယ်ဆိုဥမာကိုထပ်ပူဝေးရင်းချက်တာမျိုးကိုနဲ့အနေဝေးနေတာမျိုးအဲ့လိုမျိုးလေးတွေပေါ့နော်အဲ့တော့ဒီ energy နဲ့ကြိုက်တယ်ဆိုရင်တစ်ဖက်လူကကိုယ့်ရဲ့ soulmate ဖြစ်နိုင်ပြီးတော့ကိုဘဝတွေကိုဒါရောက်လာနိုင်တယ်ပေါ့နော်နှစ်ကုံပိုင်းလောက်မှာနှစ်ကုံကန်ဒီလောက်မှာကိုဘဝတွေကိုရောက်လာနိုင်တယ်ဒီလူရောက်လာဒါတေချာဖို့အတွက်လည်းကိုဘက်က ritual လုပ်တာမျိုးတွေနော် manifestation လုပ်တာမျိုးကြီးလုပ်လို့ရပါတယ်လုပ်နေရဆိုလို့ရှိရင်လည်းရောက်လာတော့မယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်အဓိကသတိထားစရာအချက်လေးရောရှိပါတယ်ဒီမှာလေး5-1လေးတွေမှာအဓိကတစ်ဖက်လူပေါ့နော်တစ်ဖက်လူကိုယ့်ရဲ့ soulmate တစ်ဖက်လူမှာသူ့ရဲ့အတိတ်ကိုအရင်မမေးရမျိုးတွေလုပ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်တစ်ဖက်လူကသူ့အတိတ်အကြောင်းပြောရတာကိုလေသူကမဟုတ်တာကြီးလုပ်ခဲ့လို့အဲ့လိုဖုံးကွယ်ထားချင်တာမျိုးမဟုတ်ဘူးဒီတိုင်းပဲသူ့ရဲ့အတိတ်မှာစိတ်ဒဏ်ရာရှိခဲ့တာမျိုးပေါ့နော်အဲ့လိုအတိတ်အကြောင်းပြောရမိသားစုနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အရင် relationship နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအတိတ်အကြောင်းပြောရတာလေးတွေကိုသူတက်တောင့်တက်တာမဖြစ်ဘူးဆိုရင် energy ပေါ့နော်အဲ့လို energy မျိုးလေးကိုတွေးရတယ်အဲ့အတွက်ကြောင့်မို့လို့အတိတ်အကြောင်းတွေမပြောတာပို့ပြီးတော့ကောင်းမယ်ပြီးရင်သူနဲ့အဆင်ပြေအောင်လို့ကဒါ ritual လုပ်တာမျိုးလေးတွေလုပ်လို့ရတယ်သူကိုယ့်စီကိုမြင်လာအောင်လို့ပေါ့နော်ဒါ soulmate ဆိုတော့မြင်တွေးချင်တယ်မြင်ကြုံချင်တယ်ဆိုရင် ritual လုပ်တာမျိုးလုပ်လို့ရပါတယ်ပြီးတော့ဒီမှာ the magician တွေလည်းကြာထားရပေါ့နော်အဲ့တော့ကို manifest လုပ်နေတဲ့သူတွေเนาะကို ritual လုပ်ပြီးတော့ဒါဆောင်စားနေတဲ့သူတွေကလည်းကိုစီကိုရောက်လာတာမျိုးလေးတွေဖြစ်နိုင်ပါတယ်เนาะဒါလေးကတော့ဒါ 5-1 reading လေးပေါ့oracle ကလေးထပ်ပြီးတော့ကြည့်ပါမယ်ဆို5-1လေးတွေကိုရဲ့ soulmate ကကိုစီပဲတော့ရောက်လာမယ်လေဘာလေးတွေလိုအပ်မလဲဘာလေးသိဖို့လိုမလဲအခုနပြောသလိုမျိုးပဲပေါ့နော်တစ်ဖက်လူကလေအလိုကိုရဲ့ဒီတငယ်ချင်း group တွေတဲ့ကိုနော်ရောက်လာပြီးတော့မှကိုနဲ့ခင်သွားမျိုးဒါမှမဟုတ်လို့ရှင်ကိုရဲ့တငယ်ချင်း group ကတခြားလူနဲ့သွားပေါင်းမိပြီးတော့အဲ့လူတွေကအဲ့အဖွဲ့တွေကသူတယောက်ကကိုကိုလာကြိုက်တာမျိုးလို့တစ်ဖက်လူနဲ့ကိုနဲ့ကအဆင်ပြေသွားရင်ကြိုက်ဖြစ်သွားလို့ရှင်ပေါ့နော်ဒါအခွင့်အရေးအများကြီးပေါ်လာမယ်အခွင့်အလမ်းတွေအများကြီးပေါ်လာမယ်ကိုဘိုးကအတွက်ပိုကောင်းတဲ့လူတယောက်ပေါ့နော်ကိုဘိုးကအတွက်ပိုကောင်းတဲ့နေရာကိုဘယ်လိုပြောမလဲပံ့ပိုးပေးမယ်အဲ့လို support လုပ်ပေးမယ်လူတယောက်ရလိုက်သလိုပဲပေါ့နော်5-1လေးတွေကလေကိုယ်တငယ်ချင်းလိုမျိုးညီကိုမောင်နှမလိုမျိုးမိသားစုဝင်တယောက်လိုမျိုးလဲချစ်ပေးမယ် give ဆိုင်ပေးမယ်စောင့်ရှောက်ပေးမယ်ဒါပေမဲ့ဒေါသတော့နည်းနည်းကြီးရပေါ့နော်ဒေါသရောနည်းနည်းကြီးရဲကိုနဲ့လူမျိုးတူတဲ့ဘာသာတူတဲ့သူတွေကပဲဖြစ်ပါလိမ့်မယ်တက်ရွယ်အဖြစ်ကတော့ကွာခြင်းလဲကွာနိုင်တယ်ဒါပေမဲ့ energy ကတော့သူ့ဘက်ကပို့ပြီးတော့အလိုရင်းချက်တာတွေပါမှန်တယ်ဒါပေမဲ့ဒေါသတော့ပို့ပြီးတော့ကြီးရဲကိုနဲ့မတွေ့ခင်ပေါ့နော်အခုနပြောသလိုမျိုးပဲကိုနဲ့မတွေ့ခင်မှာသူ့ဘဝမှာအဲ့လိုအနေမြင့်အတက်ကြအများကြီးဖြစ်ပြီးတော့မှကိုနဲ့လာတွေ့တယ်သူ့အတွက်ပေါ့နော်ကိုနဲ့တွေ့တာကိုကသူ့အတွက်ကံကောင်းခြင်းလေးလိုမျိုးဖြစ်တယ်အဲ့တော့သူ့ဘဝမှာဒါကိုနဲ့တွေ့ပြီးတော့မှ
ပျော်ရွှင်ရတယ်အဆင်ပြေရတယ်เนาะပြီးတော့အေးချမ်းရတယ်ဆိုရင် energy မျိုးလေးတွေတွေ့ရတယ်ဆိုတော့ 5-1 လေးတွေကဒီလိုနဲ့ဒါ long term သွားနိုင်တဲ့ energy မျိုးပေါ့เนาะရေရှည်သွားနိုင်တဲ့ဆိုရင် energy မျိုးလေးကိုတွေ့ရပါတယ်အဲ့တော့ 5-1 လေးအတွက် oracle ကတ်လေးထပ်ပြီးတော့ဆွဲပါမယ်ခုနပြောလိုမျိုးပဲဒါသူ့ဘဝမှာပေါ့နော်ကိုနဲ့တွေ့ပြီးတော့မှသူပျော်ရွှင်မှုတွေရလာတယ်သူအဆင်ပြေမှုတွေအများကြီးရလာတယ်အဆင်ပြေရဆိုတော့လေကိုကအဲ့လိုငွေကြေးအရာထောက်ပံ့ပေးရမျိုးတွေเนาะတခြားအရာတွေအစားအဆုံးလိုက်လုပ်ပေးရမျိုးတွေအဲ့လိုမျိုးတွေမဟုတ်ဘဲနဲ့ဒီတိုင်းပဲသူကိုနဲ့အတူတူရှိနေရင်ပြောနေရမျိုးကိုကသူ့ကိုချစ်ပေးရဲ့အတွက်ခရူးဆိုင်ပေးရဲ့အတွက်သူ့ဘက်ကကြည်နူးပြီးတော့ပျော်ရွှင်ရမျိုးကျေနပ်နေရမျိုးเนาะအဲ့လို energy မျိုးတွေဖြစ်ဖို့များတယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုอ่ะပေါ့เนาะတစ်ဖက်လူကဒါတွဲပြီးသွားလို့ရှိရင်ဘယ်လိုခံစားရမလဲဆိုကိုကသူ့ဘဝရဲ့ကိုကလည်းကိုဘက်ကလည်းသိနေတယ်သူကငါရဲ့ soul mate ပဲဆိုတာเนาะအဲ့လိုပဲသူ့ဘက်ကလည်းဒါကိုကသူ့ရဲ့ soul mate ပဲဆိုတော့သူသိနေတဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုမျိုးလေးတွေကိုတွေ့ရတယ်ကိုဘဝမှာလည်းသူ့လိုမျိုးနောက်တစ်ယောက်ထပ်ပြီးတော့မရနိုင်ပါဘူးဒါကိုယ့်ရဲ့ soul mate ပေါ့နော်သူ့ဘဝမှာလည်းအဲ့လိုမျိုးပဲကိုလိုမျိုးနောက်တစ်ယောက်ထပ်ပြီးတော့မရနိုင်တော့ဘူးဆိုရင် energy မျိုးလေးကိုတွေ့ရတယ်အဲ့တော့ဒီနှစ်ယောက်က long term တော့သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ထားပါတယ်အကယ်၍ဒါချေကျော်လက်ချော်ပြတ်သွားခဲ့လို့ရှိရင်လည်းပြန်အဆင်ပြေကြမယ်ပြန်တွဲကြမယ်ပေါ့နော်အဲ့လိုမျိုးတွေ့ထားတယ်ဘလို့ပဲဖြစ်ဖြစ်ဒါ 5-1 နေရတော့လေဖူးစာရှင်နဲ့အဲ့လို soul mate နဲ့ long term သွားဖို့အတွက်တွေ့ပြီးဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတော့ဒါတွေ့ထားတယ်အချိန်အားဖြင့်တော့ဒါဒီနှစ်ကုန်ပိုင်းလောက်မှာတွေ့မယ်လို့တော့မြင်ပါတယ်နော်အဲ့တော့ဒါလေးကတော့ဒါ 5-1 လေးတွေရဲ့ပေါ့နော် soul mate နဲ့ဘယ်တော့တွေ့ရမလဲဆိုရယ် reading လေးဖြစ်ပါတယ်ဒီ reading ကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် reading တွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်Hello ဖိုင်တူးလေးမင်္ဂလာပါရှင်ဆိုတော့ဖိုင်တူးလေးအတွက်ဒီ reading လေးကတော့ဒါ soul mate တွေပေါ့နော် soul mate နဲ့ဘယ်တော့တွေ့မလဲဆိုရယ် reading လေးပဲဖြစ်ပါတယ်အဲ့တော့ဖိုင်တူးလေးဒီဖိုင်ကိုရေးထားတာသိကြပြီဆိုရင်ဒီ reading လေးကိုစလိုက်ကြမယ်အဲ့တော့ထုံးစံအတိုင်းပဲကိုယ့်ရဲ့ soul mate နဲ့ဘယ်တော့တွေ့မလဲဆိုရယ်အချိန်ရယ်ပြီးတော့ soul mate ရဲ့ energy လေးရယ်ပေါ့နော်ပြီးရင်တော့ဒါနောက်ဆုံး oracle ကတ်လေးတွေ universal message လေးတွေကိုထပ်ပြီးတော့ထုတ်သွားပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဖိုင်တူးလေးတွေကိုရဲ့ soul mate နဲ့ဘယ်တော့တွေ့မလဲအဲ့တော့ fire 2ကိုရဲ့ soul mate နဲ့ဘယ်တော့လောက်တွေ့မလဲကိုရဲ့ soul mate နဲ့ဘယ်တော့လောက်တွေ့မလဲအဲ့တော့လေ file 2တွေရဲ့မှာအဲ့လိုဒီကိုယ့်ရဲ့ soul mate ဆိုတဲ့ထဲမှာပေါ့နော်အတိတ်ကလူပြန်ဝင်လာမျိုးတွေပြန်ဝင်ပြီးတော့နှောက်ယှက်တာမျိုးလေးတွေပေါ့အဲ့လိုမျိုးလေးတော့ကြုံရတတ်တယ်ကိုကလေအဲ့လိုကိုဘွားမှာပေါ့နော်မထင်မှတ်ထားပဲနဲ့အဲ့လိုအကွေ့ကြီးကြီးမားမားတစ်ခုအပြောင်းလဲကြီးကြီးမားမားတစ်ခုပေါ့နော်ဘဝအချိုးအကွေ့ကြီးကြီးမားမားတစ်ခုအဲ့လိုမျိုးတွေမှာကိုကူညီပေးခဲ့တဲ့သူတွေကူညီဘူးခဲ့တဲ့သူတွေမရှိသေးဘူးဆိုလို့ရှိရင်လည်းအဲ့အချိန်မှာပေါ်ပေါက်လာမဲ့သူတွေကကိုဘဝရဲ့ soul mate ဖြစ်လာနိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးကိုတွေ့ပါတယ်ဆိုတော့အခုလက်ရှိကြည့်နေတဲ့အချိန်ကနေစပြီးတော့ဒါ timeless reading တွေဆိုတော့လေကိုကဘယ်အချိန်ကြည့်မလဲမသိဘူးပေါ့နော်ဆိုတော့ကြည့်နေတဲ့အချိန်ကနေစပြီးတော့နောက်ထပ်3-5 လလောက်မှာတော့ soul mate ပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်ဒါပေမဲ့အဲ့အချိန်မှာလေကိုကလုံးဝဘယ်လိုပြောမလဲရီးစားမလိုချင်နေတဲ့အချိန်ပေါ့နော်ရီးစားမလိုချင်နေတဲ့အချိန်ကိုယ့်ဘက်ကိုလေးပဲတယောက်တည်းအေးစစ်စစ်နေချင်နေရဲ့ဆိုတဲ့အချိန်မျိုးမှာကိုယ့်ရဲ့ soul mate ကကိုယ့်ဘဝထဲဝင်လာတဲ့ပုံစံမျိုးပေါ့နော်စချင်းမှာတော့လေကိုကကိုယ့်ရဲ့ soul mate မှလည်းမသိဘူးကိုကလည်းချစ်ချင်မှချစ်လိမ့်မယ်ကိုယ့်ဘက်ကိုအပူတွေနဲ့များနေရဆိုတော့လေဒါပေမဲ့နောက်ပိုင်းကျလို့ရှင်ကိုတဖြည်းဖြည်းနဲ့သူ့တန်ရောစင်ရှိသွားရဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်ဆိုတော့ okay ချက်ပြီးတော့ကြည့်ပါမယ်
ကိုယ့်ရဲ့ soulmate ဘယ်လိုလုပ်ရောက်လာနိုင်လဲ pile 2ဆိုတော့ခုနကပြောသလိုမျိုးပဲမကြခင်ပေါ့နော်မကြခင်နောက်ထပ်3-5လလောက်မှာရောက်လာမယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရပါတယ်အဲ့အချိန်မှာတော့ကိုလုံးဝ ready မဖြစ်တဲ့အချိန်ပေါ့နော်ကိုဘက်ကဘလို့မှဒါရီးစားထားဖို့လည်းအစင်စင်မဖြစ်သေးဘူးဟိုဘယ်သူနဲ့မှလည်းမတွေ့ချင်ဘူးစကားမပြောချင်ဘူးကိုဘာသာကိုတယောက်တည်းပဲအေးအေးဆေးဆေးနေချင်နေတယ်ဆိုရဲအချိန်မျိုးမှာကိုယ့်ရဲ့ soulmate ကရောက်လာမျိုးလေးဖြစ်တတ်ပါတယ်ဒါကိုနဲ့ဘယ်လိုပြောမလဲကံပါလာပေါ့နော်ဒီလူကလေသူ့ဘက်ကပဲကိုယ်စကြိတ်မှာမျိုးသူ့ဘက်ကပဲကိုယ်စတွေ့ပြီးတော့ကြိုက်မှာမျိုးပေါ့နော်အဲ့လိုကိုယ့်ဘက်ကသူ့တတိယအောင်ထားမိချင်မှထားမိလိမ့်မယ်ဆက်စချင်းမှာလေဒါနောက်ပိုင်းကျမှသာဟိုခင်မရင်နှီးွားပြီးတော့မှတတိထားမိတာမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးကြုံရတတ်တယ်အခုချိန်မှာတော့သူနဲ့ကိုယ်နေကမတည်သေးဘူးဆိုတော့အခုချိန်ထိတော့ဒါတယောက်နဲ့တယောက်ကဟိုဒဇိန်းနေပေါ့နော်ဒဇိန်းလို့ပြောလို့ရတယ်တယောက်နဲ့တယောက်လည်းမတိကြသေးဘူးတငယ်ချင်းတွေလည်းမဟုတ်ဘူးကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်ကလည်းမဟုတ်ဘူးဆိုရင် energy မျိုးလေးကိုရထားပါတယ်အဲ့တော့ကိုနဲ့လည်းရေမြေအရန်ချနေရမျိုးတော့မဟုတ်ဘူးကိုနဲ့လည်းမခင်ဘူးပေါ့နော်အခုချိန်မှာအဲ့တော့ဒီမှာကတော့လေတစ်ဖက်လူနဲ့ကိုနဲ့မှာတစ်ဖက်လူကကိုအရင်ဆုံးတွေ့ပြီးတော့အရင်ဆုံးသဘောကျမယ်ကိုဘက်ကအဲ့လိုအပူတွေများနေတဲ့အချိန်မှာ तू ကကိုစီကိုရောက်လာပြီးတော့ကုညီမာမျိုးတွေပေါ့နော်အဲ့လိုမျိုးလေးရောကြုံရတတ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်တဲရက်ကလေးကိုထပ်ပြီးတော့ကြည့်မယ်နှစ်ယောက်တွဲဖြစ်သွားလို့ရှင်ပေါ့နော်ဘာဆက်ဖြစ်နိုင်လဲနဲ့ဒါမှမဟုတ်ဘာလေးတည်ထားတင်လဲပေါ့နော်အဲ့တော့တစ်ဖက်လူကိုရဲ့အစိုးမိတ်နဲ့လိုမျိုးတွေ့မလဲဘယ်တော့လဲဘာလေးတည်ထားတင်လဲโอเคကိုရဲ့ soulmate နဲ့ပတ်သက်ပြီးတော့ဘာတွေသိထားတယ်လဲအဲ့တော့အဓိကကလေတစ်ဖက်လူနဲ့ကိုနဲ့တွေ့ရဲ့အချိန်မှာပေါ့နော်အဲ့လိုတစ်ဖက်လူကတော့အေးအေးဆေးဆေးပဲဒါပေမဲ့ကိုအဲ့တော့အရင်မအေးဆေးဘူးဆိုရင် energy မျိုးပေါ့နော်မအေးဆေးဘူးဆိုရင် energy မျိုးတွေ့ရတယ်ဘယ်လိုမအေးဆေးရလဲဆိုတော့ကိုကလေအဲ့လိုတစ်ဖက်လူဒေါသကြီးကြီးရမျိုးနော်ပြီးရင်ပြဿနာတွေရှာတာမျိုးအဲ့လိုပုံစံမျိုးလေးဖြစ်တတ်တယ်ပြီးတော့နောက်တစ်ခုကလေပတ်ဝန်းကျင်အဲ့တော့ကိုနဲ့ကိုရဲ့ soulmate ကြားထဲမှာတစ်ဖက်လူကတော့လေကိုအဲ့လိုအရင်ချစ်မယ်ဖူးဖူးမှုတ်ထားမယ်သူကိုတော်တော်လေးလဲတန်ရောစင်ရှိမယ်တော်တော်လေးလဲချစ်မယ်ပေါ့နော်အဲ့တော့အဲ့အချိန်မှာကိုဘက်ကဘယ်လို feeling မျိုးရလဲဆိုကိုဘက်ကအဲ့လိုဝေဝါးနေရမျိုးပေါ့နော်သူငါ့ကိုတကယ်ရောချစ်တာလားဒါမှမဟုတ်ဟန်ဆောင်နေရလားလှုပ်ယူနေရလားစသဖြင့်ပေါ့နော်အဲ့တော့ကိုဘက်ကသူ့မတေချာရဲ့ energy မျိုးလေးကိုတွေ့ရတယ်ဒါချစ်တယ်လို့မချစ်တယ်လို့လေးပေါ့နော်ယုံလို့မယုံလို့လေးတွေ့ရတယ်ဒါပေမဲ့ပတ်ဝန်းကျင်ကတော့လေအဲ့လိုကိုတိုက်ခိုက်မဲ့ပုံစံမျိုးပေါ့နော်ဒီ connection ကိုဒီ soulmate connection ကိုတိုက်ခိုက်မယ်ဆိုရင် energy မျိုးလေးကိုတွေ့ရပါတယ်အဲ့တော့သူ့ရဲ့ပတ်ဝန်းကျင်ကလည်းဖြစ်နိုင်သလိုမျိုးကိုယ့်ဘက်ကကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ကိုရီးနှစ်ယောက်ကိုအစင်မပြေစေခြင်းတဲ့ပုံစံမျိုးကိုရီးနှစ်ယောက်ကိုတိုက်ခိုက်ခြင်းတဲ့ပုံစံမျိုးပေါ့နော်ပြောရမယ်ဆိုရင်ဒါပြက်စေခြင်းနဲ့နော်အစင်မပြေစေခြင်းကိုတော်တော်လေးအဲ့လိုစိတ်ညစ်စရာကောင်းလောက်အောင်တစ်ဖက်လူတွေတစ်ဖက်လူရဲ့ပတ်ဝန်းကျင်တွေပေါ့နော်အဲ့လိုတစ်ဖက်လူရဲ့ပတ်ဝန်းကျင်တွေကိုယ့်ရဲ့ပတ်ဝန်းကျင်တွေကနေပြီးတော့တိုက်ခိုက်ပြီးတော့မှဒါကိုရီနှစ်ယောက်ကဒီ soulmate connection ဒီ relationship ပေါ့နော်သူရောကိုနှစ်ယောက်ကသူတို့ရဲ့စကားအောက်မှာရောက်နေမယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့အဲ့လိုမျိုးတွေကိုတွေ့ထားတယ်အဲ့အချိန်မှာကိုရီကိုကူညီမဲ့သူလည်းမရှိဘူးပေါ့နော်နည်းနည်းလေးတော့ဆက်စပိုင်းမှာအဆင်မပြေဖြစ်မယ်ဒါပေမဲ့တစ်ချိန်ကြာလို့ရှိရင်တော့သူ့အလေးနဲ့သူတို့အဆင်ပြေသွားလိမ့်မယ်ပေါ့နော်အဲ့လိုအချိန်မှာသူလည်းသူ့အလေးနဲ့သူဝမ်းနေမယ်ငိုကြွေးမယ်ကိုလည်းကိုယ်အလေးနဲ့ကိုဝမ်းနေမယ်ပေါ့နော်တယောက်ယောက်ကအရှိထွက်ပြီးကာကွယ်ပေးရမျိုးအဲ့လိုမျိုးတော့မဟုတ်ဘူးခုနပြောလိုမျိုးပဲကိုကကို့အပူတွေနဲ့ကိုစိတ်ညစ်နေရရဲ့စိတ်ရှုပ်နေရတဲ့အချိန်မှာပေါ့နော်ဒီလိုမျိုးပတ်ဝန်းကျင်ကနေပြီးတိုက်ခိုက်ကြမယ်ထုံးနှက်ကြမယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်နှစ်ယောက်ကတော့အတူတူရှိနေမယ်တစ်ခုကောင်းတာသူကကိုအရင်ချစ်ပြီးတော့ဘေးနာကနေနားလည်ပေးမဲ့ပုံစံမျိုးတွေနှစ်သိမ့်ပေးမဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးရောတွေ့ရတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်တော့တစ်ဖက်လူချစ်တာကိုခံရတယ်ပေါ့နော်သူ့ဘက်ကအဲ့လိုအင်အားနဲ့ကာကွယ်ပေးနိုင်တဲ့ပုံစံမျိုးသာမရှိရကိုဘေးမှာတော့သူရှိနေပေးရကိုဘေးမှာအားပေးနေတယ်ဆိုရင် energy မျိုးလေးပေါ့အဲ့လိုမျိုးလေးရောရှိနေတယ်
တစ်ဖက်လူကလေအဲ့လိုကိုဘဝကိုပါရမီဖြည့်မဲ့ပုံစံမျိုးပေါ့နော်ကိုလိုအပ်တဲ့အချိန်တိုင်းကိုအစင်မပြေဖြစ်တဲ့အချိန်တိုင်းမှာဒါကိုစီကိုဟိုရောက်လာပြီးတော့မှကူညီပေးတဲ့ energy မျိုးလေးပေါ့ဒီအပူတော်တွေကနေပြီးတော့ဒီလိုရှုပ်ထွေးနေတဲ့ပြဿနာတွေဒီလိုရှုပ်ထွေးနေတဲ့အရာတွေကနေပြီးတော့အမြဲတမ်းဒါဆွဲထုတ်သွားနိုင်တဲ့ energy မျိုးပေါ့နော်အဲ့လို energy မျိုးလေးကိုတွေ့ထားပါတယ်အဲ့ကို emotionally support တော့အပြည့်ပေးမဲ့လူမျိုးတော့ဖြစ်လိမ့်မယ်ပေါ့နော်ကိုရဲ့ soulmate ကလေအဲ့တော့ oracle ကက်လေးတွေကိုတစ်ချက်ကြည့်ပါမယ်။ဘာလေးတွေသတိထားဖို့လိုမလဲ။ဆိုတော့ဖိုင်တူးလေးရဲ့အတွက် oracle ကက်လေးဆိုတော့ဖိုင်တူးအတွက် oracle ကက်လေးအဲ့တော့လေကိုက soulmate နဲ့ပို့ပြီးတော့မြ мян တွေ့ချင်တာမျိုးလေးတွေเนาะမြ мян ပြန်ပြီးတော့အဆင်ပြေချင်တာမျိုးလေးတွေဆိုရင်ritual လုပ်တာမျိုးလေးလုပ်ပေးလို့ရမယ်အခုချိန်မှာတော့ဒါမတွေ့နိုင်သေးဘူးပေါ့နော်ခုနပြောလိုမျိုးပဲနောက်ထပ်3-4လလောက်မှာတော့တွေ့နိုင်တဲ့ energy မျိုးလေးရောရှိပါတယ်ပြီးသွားလို့ရှင်ခုနဒီ tarot card တွေမှာတွေ့တဲ့အတိုင်းပဲကိုတော့ तू ကစပြီးကြိုက်မှာပေါ့နော်ကိုဘက်ကတော့ဒါစကြိုက်မဲ့သူတော့မဟုတ်ဘူးပေါ့နော်ကိုဘက်ကကြိုက်နေတဲ့ crush တွေပါရှိရဆိုလို့ရှင်တော့ဒါမဟုတ်သေးဘူးဆိုရင် energy မျိုးလေးရောရှိနေတယ်အဲ့တော့ soulmate နဲ့မြန်တွေ့ချင်တယ်နောက်ပို့ပြီးတော့တေးကြခြင်းနဲ့ဆိုရင် ritual လုပ်တာမျိုးလုပ်လို့ရပါမယ်ပြီးတော့လေသူနဲ့ကိုနဲ့ကြားထဲမှာအဲ့လိုဂျားလူပေါ့နော်ဂျားလူတွေဂျားအနှောက်အယှက်တွေတော့ဂျားထဲမှာအဖြတ်တွေပေါ့နော်အရန်များပါတယ်အဖြတ်တွေကြောင့်အစင်မပြေဖြစ်တာမျိုးတွေနှစ်ယောက်စလုံးစိတ်ညစ်ရတာမျိုးလေးကြုံတွေ့ရတတ်တယ်အဲ့အတွက်ကြောင့်မို့လို့ဒါအဖြတ်တွေမရှိတော့အောင်လို့ပေါ့နော်မရှိတော့အောင်မရှိလာအောင်လို့လဲဒါကိုဘက်ကritual လုပ်တာမျိုးလေးနဲ့ကြိုးပြီးတော့ကာကွယ်ထားလို့ရတယ်တားဆီးထားလို့ရတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ထားပါတယ်အဲ့တော့ဒီနှစ်ယောက်အတွက်ပေါ့နော်နည်းနည်း oracle ကက်လေးနှစ်ကက်သုံးကက်လောက်ထပ်ပြီးတော့ကြည့်ပါမယ်အခုနပြောလို့မျိုးပဲတခုခုဆိုလို့ရှိရင်လည်းဒါတစ်ဖက်လူကပေါ့နော်ကိုဘွားမှာအမြဲတမ်းကာကွယ်ပေးမဲ့ပုံစံမျိုးတွေကာကွယ်ပေးရဆိုတာအရှိကနေရက်တီပြီးကာကွယ်ပေးရမဟုတ်ဘူးဘေးနားမှာရှိနေပြီးတော့ကိုနှစ်သိပ်ပေးမဲ့ပုံစံမျိုးဘေးနားမှာကိုနဲ့အတူတူရက်တီပေးမဲ့လူမျိုးပေါ့နော်နှစ်ယောက်အတူတူဒါလက်တွဲပြီးတော့ဖြည့်ရှင်းကြမယ်ဆိုရင် energy မျိုးလေးတွေပေါ့အဲ့လိုမျိုးလေးတွေကိုတွေ့ထားတယ်အဲ့တော့ဖိုင်ကျူးတွေမှာလေအရင်မှားစရာမရှိဘူးပြီးတော့တတိထားစရာတွေပိုင်းလည်းအများကြီးမတွေ့ရဘူးပေါ့နော်တစ်ဖက်လူကလူကောင်းမယ်ဟို तू ကတော့ကိုယ့်ကိုကြိုက်အောင်မယ်ပေါ့နော်ပို့ပြီးတော့လေကိုကတော့နည်းနည်းချေအောင်မယ်တစ်ဖက်လူကိုအဲ့လို energy မျိုးတွေ့ထားတယ် तू ကတော့ကိုယ့်ကိုဒါတော်တော်လေးချစ်တယ်တော်တော်လေးသဘောကျလို့ဟိုတော်တော်လိုက်ယူထားတဲ့ပုံစံမျိုးပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့လေပြဿနာတွေဖြေရှင်းပေးရဲဒါကူညီပေးရဲကိုယ့်ကိုလည်းစေတနာရှိရဲဆိုရင် energy မျိုးလေးကိုတွေ့ရပါတယ်အဲ့တော့ okay ဒါလေးကတော့ဒါ file 2လေးရဲ့ region ပေါ့နော်အဲ့တော့ file 2လေးရဲ့ဒီ region ကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်အဲ့တော့နောက်ထပ် region တွေမှာပြန်ပြီးတော့တွေ့ကြမယ်နော် Hello ဖိုင်3လေးမင်္ဂလာပါရှင်ဆိုတော့ဖိုင်3လေးအတွက်ဒီ region လေးကတော့ဒါကိုယ့်ရဲ့ soulmate ပေါ့နော်ကိုယ့်ရဲ့ soulmate နဲ့ဘယ်တော့တွေ့မလဲဆိုတဲ့ region လေးပဲဖြစ်ပါတယ်အဲ့တော့15မိနစ်ဝန်းကျင်လောက်ပေါ့နော်15မိနစ်တောင်မပြည့်ပါဘူးအချိန်ပေးပြီးတော့ကြည့်ပေးရပါပြီဆိုတော့ဖိုင်3လေးဒီ region ကိုဒါလာရောက်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ပြီးတော့ဖိုင်3ကိုရွေးထားတည်ကြပြီဆိုလို့ရှိရင် region လေးကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ဖိုင်3လေးတွေရဲ့ဒီ region မှာ soulmate နဲ့ဘယ်တော့တွေ့မလဲเนาะပြီးသွားရင်ဒါ तू ကဘယ်လိုပုံစံမျိုးဖြစ်မလဲဘယ်လိုနေရာမှာတွေ့မလဲပေါ့နော်အဲ့ဒါလေးမြင်ထည့်ပြီးတော့ပြောပေးမယ်ပြီးရင် oracle card လေးလည်းထပ်ပြီးတော့ဆက်ပေးပါမယ်အဓိကတော့ဒါခေါင်းစဉ်အတိုင်းပဲ soulmate ရဲ့ energy ပေါ့နော်ကိုယ့်ရဲ့ soulmate နဲ့ဘယ်တော့တွေ့မလဲဆိုတော့အရာလေးကို region လေးလုပ်ထားပေးရပဲဖြစ်ပါတယ်အဲ့တော့ okay ဖိုင်3လေးရဲ့ region ကိုစပြီးတော့ကြည့်ပါမယ်အဲ့တော့ကိုယ့်ရဲ့ soulmate နဲ့ဘယ်တော့တွေ့နိုင်လဲဖိုင်3ဖိုင်3လေးကိုယ့်ရဲ့ soulmate နဲ့ဘယ်တော့တွေ့နိုင်လဲ
ဖိုင်3လေးတွေကိုယ့်ရဲ့ soulmate နဲ့ဘယ်တော့လောက်တွေ့နိုင်မလဲဖိုင်3လေးတွေရလေဒီလားကိုရိုင်းကဘယ်လိုပြောမလဲအရန်လည်း independent ဖြစ်တယ်အရန်လည်းအဆင်ပြေနေရပေါ့နော်ကိုရိုင်းအဆင်ပြေနေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ကိုယ့်ရဲ့ soulmate တွေနဲ့ရတော့ဒါတွေ့ရလိမ့်မယ်အချိန်ကတော့ဒီမှာမပါသေးဘူးပေါ့နော်ဒါနောက်ထပ်tarot ကလေးထပ်ပြီးတော့ဆက်ကြည့်မယ်တွေ့လိမ့်မယ်ဒါပေမဲ့ဘယ်လိုနည်းနဲ့တွေ့မလဲပေါ့နော်ဘယ်လိုနည်းနဲ့တွေ့မလဲဆိုရှင်လေကိုကအဲ့လိုကိုပါတာကိုအေးစစ်စစ်လေးနေနေတဲ့အချိန်မှာတစ်ဖက်လူကကိုကိုစိတ်ဝင်စားပြီးတော့သူ့ဘာနဲ့သူရောက်လာမယ့်ပုံစံမျိုးပေါ့နော်ဆိုလိုချင်တာကကိုဘက်ကစတက်ရတဲ့သူမျိုးတော့မဟုတ်ဘူးနော်ကိုဘက်ကစတက်ရတဲ့သူမျိုးမဟုတ်ဘူးလို့တွေ့ရပြီးတော့အခုချိန်မှာပေါ့နော်ဒါဖိုင်3နေနေတဲ့နေရာမှာတွေ့ရမျိုးမဟုတ်ဘဲနဲ့ကိုကခရီးသွားရင်းနဲ့တွေ့ရမျိုးတွေကိုကတနေရာရောက်ရင်းနဲ့တွေ့နေရမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိရဲအဲ့ထားလိုက်ပါတော့ကိုကရန်ကုန်မှာနေရဆိုလို့ရှိရင်နော်ကလောသွားပြီးတော့တွေ့ရမျိုးတွေကလောခီးထွက်သွားရင်လည်းဟိုမှာတွေ့ရမျိုးလေးအဲ့လိုမျိုးပေါ့နော်ကိုကတနေရာသွားလည်ရင်လည်းတနေရာအလဲအပတ်သွားရင်လည်းမှာတစ်ဖက်လူနဲ့တွေ့ခဲ့ရမျိုးပေါ့နော်ကိုရဲ့မွေးရမဟုတ်ဘူးကိုရဲ့နေရာမဟုတ်ဘူးပေါ့ဒီလားကိုနေတဲ့နေရာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်တနေရာရောက်သွားလည်တဲ့အချိန်မှာတစ်ဖက်လူနဲ့တွေ့ခဲ့တယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်အဲ့တော့ तू ကကိုယ်စပြီးတော့ကြိုက်မယ်ပေါ့နော် तू ကတော့ကိုယ်စပြီးတော့ကြိုက်မယ်စိတ်ဝင်စားမယ်ဆိုရင် energy မျိုးလေးကိုတွေ့ရတယ်ဒါကိုယ့်ဘက်ကတော့သူ့ပြန်ပြီးတော့ကြိုက်မဲ့ energy ရောရှိရဲဒါပေမဲ့စဉ်းစားအောင်မယ်ဆိုရင် energy မျိုးပေါ့နော်ကိုကလည်းအရင်ပြန်ကြိုက်တယ်ဆိုတာမျိုးတော့အခုချိန်မှာတော့မဟုတ်သေးဘူးကိုကလည်းစဉ်းစားမယ် तू ကလည်းကိုယ်စိတ်ဝင်စားရဲပေါ့နော်အေးစစ်စစ်ပဲတွေ့ကြမယ်တွဲသွားကြမယ်လို့မြင်တယ်ဘယ်လိုပြောမလဲ drama တွေအရင်မရှိဘူးပေါ့နော်။သူ့ရဲ့ X တွေရှုပ်တာမျိုးကိုယ့်ရဲ့ X တွေရှုပ်တာမျိုးဖိုင်2မှာဆိုရင်နည်းနည်းလေးပတ်ဝန်းကျင်အရှုပ်လေးရှိရဲဖိုင်3မှာတော့အေးစစ်စစ်ပဲမရှိဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်။သူ့ဘက်ကလည်းအကုန်လုံးနဲ့ဒါကင်းရှင်းဖြစ်ပြီးမှကိုယ့်စီကိုရောက်လာမျိုးကိုယ့်ဘက်ကလည်းအကုန်လုံးနဲ့ကင်းရှင်းနေတဲ့အချိန်ပေါ့နော်။အဲ့လိုအချိန်မျိုးလို့တော့တွေ့ထားပါတယ်။ဆိုတော့ tarot ကလေးထပ်ပြီးတော့ဆွဲပါမယ်။ဒါ soulmate အကြောင်းပေါ့နော်။ဖိုင်3ရဲ့ soulmate နဲ့ဘယ်တော့လောက်တွေ့မလဲ။တစ်ဖက်လူကတော့ပေါ့နော်အလိုကိုယ်ကိုစသိပြီးတော့ကိုယ်ကိုစပြီးတော့ကြိုက်မယ်ဆိုရင် energy မျိုးလေးကိုတွေ့ရတယ်ကိုယ်ကိုစပြီးတော့စိတ်ဝင်စားမျိုးပေါ့နော်လေဒီဖိုင်3လေးတွေရဲ့ soulmate နဲ့လေဒီနှစ်ကုန်ပိုင်းလောက်မှာတွေ့လိမ့်မယ်လို့မြင်ပါတယ်เนาะ10လပိုင်း17လပိုင်း12လပိုင်း3လမှာတော့ဒါ soulmate နဲ့ကိုနဲ့တွေ့ရလိမ့်မယ်ဆိုရင် energy မျိုးလေးပေါ့เนาะenergy မျိုးလေးရှိနေတယ်အဲ့တော့ကိုယ့်ဘာသာကိုလေးပဲအေးစစ်စစ်နေနေတဲ့အချိန်မှာသူ့ဘက်ကကိုယ့်ဘဝတွေကိုဝင်ရောက်လာတာမျိုးတွေသူ့ဘက်ကကိုယ်ကိုစပြီးတော့စိတ်ဝင်စားတာမျိုးတွေပေါ့เนาะအဲ့ပုံစံလေးတွေဖြစ်နိုင်ပါတယ်ကိုယ့်ဘက်ကတော့ဆက်စားခြင်းမှာမကြိုက်တဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်နောက်ပိုင်းမှာတဖြည်းဖြည်းစဉ်းစားပြီးတော့မှအော်ဒီလူကဒါငါနဲ့အဆင်ပြေရဲလို့တွေးပြီးတော့မှတွဲပြစ်သွားမျိုးလေးဖြစ်နိုင်တယ်ပေါ့နော်အခုနပြောလိုမျိုးပဲကိုနဲ့ကိုနေတဲ့နေရာမဟုတ်ဘူးကိုရဲ့အနီးနားပတ်ဝန်းကျင်ရလို့မဟုတ်ဘဲနဲ့ကိုကတနေရာရောက်ခရီးသွားလိုက်တာမျိုးတနေရာရောက်အလင်းပတ်သွားလိုက်တာမျိုးနဲ့မှတွေ့ရသူဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးပဲဖြစ်ဖို့များပါတယ်ဆိုတော့ကိုရဲ့ soulmate နဲ့ပတ်သက်ပြီးတော့ဒါနှစ်ကုန်ပိုင်းလောက်မှာတွေ့ဖို့ရှိရဲအဲ့တော့ဘာလေးသတိထားမလဲဆိုတာကိုတစ်ချက်ကြည့်ပါမယ်အဲ့တော့ဖိုင်3လေးတွေကိုရဲ့ soulmate နဲ့ပတ်သက်ပြီးတော့ဘာတွေသတိထားဖို့လိုမလဲ
ဖိုင်3လေးတွေမှာပေါ့နော်ကိုကအဲ့လိုတယောက်ယောက်ကို manifestation လုပ်နေရမျိုးတွေပါရှိရဆိုလို့ရှိရင်လည်းအဆင်ပြေနိုင်နေဆိုပုံစံမျိုးလေးတွေတွေ့ရပေါ့နော်ပြီးတော့နောက်တစ်ခုကဖိုင်3ကိုပြောချင်တာကိုနဲ့ထိုက်တန်တဲ့သူပေါ့နော်အဲ့လိုကိုနဲ့ deserve ဖြစ်တဲ့သူကိုနဲ့ထိုက်တန်တဲ့သူကကိုဘဝတွေကိုရောက်လာတော့မယ်ရောက်လာလိမ့်မယ်ဆိုရင် energy မျိုးလေးကိုတွေ့ရပါတယ်အဲ့တော့ကိုကလေကိုလှုပ်ရှားရှိရဲ့အရာလေးတွေကိုဆက်ပြီးတော့လုပ်နေရုံပဲပေါ့နော်အခြေရေးနဲ့ပတ်သက်ပြီးတော့ဖိုင်3လေးကိုနည်းနည်းပြောချင်တာကိုကအခြေရေးကိုအဲ့လိုလိုက်ရှာစရာမလိုဘူးပေါ့နော်ဥပမာရေးစားလိုချင်တယ်တို့နော်ဟိုလိုကိုကြိုက်တယ်ဒီလိုကြိုက်တယ်စသဖြင့်အဲ့လိုမျိုး like မရှာဘဲနဲ့ကိုယ်တိုင်တယောက်တည်းအေးစစ်စစ်လေး independent နေမယ်လှုပ်ရှားရှိရလေးလုပ်မယ်ပညာရေးဆိုလည်းပညာရေးနဲ့ပတ်သက်ပြီးတော့ကြိုးစားမယ်အလုပ်ဆိုလည်းအလုပ်နဲ့ပတ်သက်ပြီးတော့ကြိုးစားမယ်ကြိုးစားပြီးတော့မှဒါလူတယောက်နဲ့ကိုကတွေ့လာမယ်ပေါ့နော်right time လို့ပြောလို့ရပါတယ်ဖိုင်3တွေကလေ soul mate ကိုတွေ့မဲ့အချိန်ကဒါ right time လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အချိန်လေးကိုပဲစောင့်ပေးပါကိုကစောပြီးတော့တွေ့ချင်တာမျိုးတွေပါတယ်နော်အဲ့လိုမျိုးဆိုရင်တော့နည်းနည်းလေးအစင်မပြေရမျိုးလေးရှိနိုင်တယ်ပြောချင်တာအခက်ခဲလေးဒီထက်ပိုပြီးပါလာနိုင်တယ်ပေါ့နော်အကယ်၍ကိုက right time တစ်ခုကိုစောင့်မယ်ဆိုရင်ကိုယ်တိုင်နဲ့ဒါအစင်ပြေနေတဲ့အချိန်အထူးသဖြင့်တစ်ဖက်လူပေါ့နော်တစ်ဖက်လူအစင်ပြေပြီးတော့ကိုယ်ကိုချစ်ပေးနိုင်တဲ့အချိန်မှာဒါ universe ကကိုယ့်စီကိုပို့ပေးလိုက်မယ်ဆိုရင် energy မျိုးလေးကိုတွေးထားပါတယ်အဲ့တော့အချိန်လေးတစ်ခုကိုတော့စောင့်စီခြင်းနေပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါလူတယောက်ကကိုယ့်ရဲ့ soul mate ကပေါ့နော်ကိုယ့်ရဲ့ဒီနှစ်ကုန်ပိုင်းလောက်မှာကိုစီကိုဘွားတွေကိုရောက်လာလိမ့်မယ်ကိုရွေးချယ်ရမရွေးချယ်ရတော့ဒါဖိုင်3ရဲ့သဘောပဲပေါ့နော်ဒါပေမဲ့ရောက်လာလိမ့်မယ်တွဲဖြစ်သွားလိမ့်မယ်ဆိုရင် energy မျိုးတွေးထားပါတယ်စစချင်းမှာတော့မကြိုက်ဘူးဒါပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းကြိုက်ပြီးတော့တွဲဖြစ်သွားမယ်လို့မြင်ထားရပေါ့နော်ဒီ region ထဲမှာလေအဲ့တော့ oracle ကတ်လေးတွေကိုထပ်ပြီးတော့ဆွဲပါမယ်ဖိုင်3လေးအတွက် oracle ကတ်လေးတွေကပါလေးဖြစ်မလဲအဲ့တော့ကိုကအခုနပြောသလိုမျိုးပဲဒါရွေးချယ်ရမရွေးချယ်ရကတော့ကိုယ့်ရဲ့ဖိုင်3ရဲ့သဘောပဲပေါ့နော်တစ်ဖက်လူကိုရွေးချယ်ခြင်းလည်းရတယ်မရွေးချယ်ခြင်းကိုဆိုရင်လည်းရပါတယ်ဒါကတော့ဖိုင်3ရဲ့သဘောပါပဲဒါပေမဲ့တစ်ဖက်လူကကိုယ့်ဘဝမှာဒါအထောက်အကူဖြစ်လာလိမ့်မယ်ပေါ့နော်အထောက်အကူဖြစ်လာလိမ့်မှာမျိုးကိုဒါ supporting အများကြီးပေးနိုင်မှာမျိုးပေါ့နော် physically နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပြီးသွားလို့ရှိရင်ဒါ mentally နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ပေါ့နော်အဲ့လို support တွေအများကြီးပေးနိုင်မယ်ဆိုတဲ့ပုံစံမျိုးတွေအထောက်ပံ့တွေအများကြီးပေးနိုင်မယ်ဆိုတဲ့ပုံစံကိုတွေ့ထားပါတယ်အဲ့တော့ကိုယ့်ကိုတော့သူတော်တော်လေးသဘောကျပြီးတော့ရည်ရွယ်ထားတဲ့ energy မျိုးပေါ့နော်ဒါကိုယ့်ရဲ့ soul mate ဆိုတော့လေအဲ့လို energy မျိုးလေးတော့ရှိရဲရွေးချယ်တာမရွေးချယ်တာကတော့ဒါဖိုင်3လေးရဲ့သဘောပါပဲနော်ကိုယ့်အတွက်တော့ဒါတစ်ဖက်လူကိုယ့်ရဲ့ soul mate ကကံကောင်းခြင်းတစ်ခုပဲလို့ပြောလို့ရရဲပေါ့နော်အဲ့တော့တစ်ဖက်လူနဲ့ကတော့ဒါအဆင်ပြေနိုင်တယ်ကိုကတော့အရင်ကြီးကြိုက်မှာမဟုတ်ဘူးဒါပေမဲ့သူ့ဘက်ကတော့ကိုကိုတော်တော်လေးကြိုက်မယ်ကိုဘက်ကမှနောက်ပိုင်းပြန်ကြိုက်သွားမယ်ဆိုရင် energy မျိုးလေးပေါ့နော်အဲ့တော့အဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါလေးတွေကတော့ဒါဖိုင်3လေးတွေရဲ့ reading ပဲဖြစ်ပါတယ်အဲ့တော့ဖိုင်3လေးတွေဒီမှာတည်တင်တိထိုက်တာလေးတွေသိသွားမယ်လို့ထင်တယ်ဒီနှစ်ကုံပိုင်းပေါ့နော်ဒီနှစ်ကုံပိုင်းမှာကိုယ့်ရဲ့ soul mate ကကိုစီကိုရောက်လာပါလိမ့်မယ်အဲ့တော့နီးနေပြီလို့ပြောလို့ရရပေါ့နော်အဲ့တော့ okay ဒါလေးကတော့ဒါဖိုင်3လေးရဲ့ reading မှာအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဖိုင်3လေးတွေနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော်